အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့တွင်မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းတောက်လောက်ပြတဲ့ခီးစဉ်တွေကိုအဓိကထားမျှဝေဖြစ်ပါတယ်အခုဒီဖြတ်ခနဲ့မြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရင်ရောက်ရှိတဲ့ data မှာတွေ့မြင်ရတဲ့မြင်ကွင်းတွေအထူးသဖြင့်တော့ဘာသာရေး delay ထုံးတဲ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ပွဲတော်တွေစတဲ့အကြောင်းအရာတွေကိုအဓိကထားမျှဝေနေတာဖြစ်ပါတယ်အခုဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာလူဦးရေ9000ပဲရှိတယ်ဆိုတဲ့ထနော့လူမျိုးတွေရဲ့ပထမဦးဆုံးမြို့သားနေကျင်းပတဲ့ပွဲတော်စီကိုတွားရောက်တဲ့မြင်ကွင်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျအခုကျွန်တော်တို့အခုမှရောက်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းကိုကြည့်တဲ့လူတွေတော့သိပါလိမ့်မယ်အခုဒီနေရာလေးအခုဒီလမ်းကိုသွားတာကအောင်ဘန်းကနေသွားရင်လမ်း3လမ်းရှိတယ်ကျွန်တော်တို့ငုံတုံဘက်ကနေသွားတဲ့တလမ်းပြီးသွားလို့ရှိရင် view point ဘက်ကနေသွားတဲ့တလမ်းအင်းခေါင်းဘက်ကနေသွားတဲ့တလမ်းအခုကျွန်တော်တို့ကတော့ view point ပြီးတော့လမ်းမကြီးကနေ view point ကကိုယ်ဝင်ပြီးသွားမဲ့လမ်းတိုင်းဝင်မှာဖြစ်ပါတယ်အထဲကိုသူကနိုင်ရွက်ကြော်ဝင်ရမယ်လို့တော့ပြထားပါတယ်အချိန်ကတော့10မိနစ်လောက်ဝင်ရမယ်သဘောပါအခုကအဲ့ဒီတော့ကဘာနီဒီနားမှာရှိတဲ့ရွာလေးတွေကကဘာနီအကျော်လေးမှာထင်တယ်ကျွန်တော်တို့အဲ့ဒါဝင်မေးလိုက်တော့လမ်းမပြီးထွက်လာတယ်ဟိုးဘက်မှာတောက်လျှောက်မှားလာခဲ့ပြီးတဲ့ပြင်အခုဒီမှာထပ်မှားသေးတယ်ထပ်မှာတော့အဲ့နားကအိမ်ပြင်နေတဲ့အဖွဲ့တွေကနေလမ်းညွှန်လိုက်လို့ကျွန်တော်တို့အဲ့ဒါအခုဒီလမ်းတိုင်းပြန်ပြီးထွက်လာခဲ့ပြီဒီလမ်းကိုသူတို့ကဂျာမနီလမ်းလို့ခေါ်တယ်ဗျဒီဘက်မှာအဲ့လိုလမ်းတွေအတော်များများရှိတယ်အဲ့လမ်းတွေအတော်များများရှိတယ်အခုဒီလမ်းလေးဆိုကြည့်လှသူကလမ်းသားဗျာလမ်းအချိန်မဟုတ်ဘူးတိုးတော့လမ်းသားကပြပြစ်တယ်ပြီးတော့လို့ရှိရင်လမ်းနဲ့ပတ်သက်တဲ့လမ်းညွန်ဆိုင်ဘုတ်တွေပြီးတော့လို့ရှိရင်ဘေးမှာသတိပေးဟိုဟာတွေပေါ့ဂတ်တွေပါတွေအကုန်လုံးအဲ့ဒါတွေတော့သူကအတက်ထိုင်ဆုံးတော့ပြပြစုံစုံလုပ်ပေးတာတွေဗျာဂျာမနီလမ်းတွေရဲ့သဘောကလေစောင်းအကုန်တွေအကူးဆိုတဲ့အခါကျတော့မြင်ကွင်းကတော့အနည်းငယ်6တွေ့တဲ့သဘောတော့ရှိတယ်ဗျဒါကတော့လမ်းမှာတွေ့ရတဲ့ရွာလေးတွေဒီဘက်လမ်းတွေကတော့သွားလို့လည်းကောင်းတယ်ဗျရမ်းစိတ်လွတ်လပ်တယ်မြင်ကွင်းတွေကလေဟိုးအဲ့ဒီဟိုလေကွက်တွေယာကွက်တွေအထဲမှာရှိနေတာကလေအဲ့ဒါပင်စိမ့်ပင်ဗျပင်စိမ့်ဆိုတာကျွန်တော်တို့အရွက်စားတဲ့ပင်စိမ့်မဟုတ်ဘူးအသီးစားတဲ့ပင်စိမ့်ရှမ်းပြည်ဘက်မှာရှိတဲ့ပင်စိမ့်သီးပိုးထိုးတို့ပင်စိမ့်သီးနေစာလောင်တို့တချင်းတွေမှာထည့်တဲ့ဆိုတဲ့ပင်စိမ့်ပင်တွေအခုလမ်းမှာဝင်လာတော့ကျွန်တော်တို့လမ်းညွှန်ဆိုင်ဘုတ်လေးတွေကြည်လာရတယ်အခုနော်ဒီမှာပြန်အောင်ထွက်လာကြပြီဗျကျွန်တော်တို့ဟိုးဘက်မှာသွားပြီးတော့ဟိုးတခြားရွာတခုကိုရောက်နေတယ်ကျွန်တော်တို့တော်တော်လွဲသွားတာဟိုဒီမှာအခုတော့ဒါကရင်းနဲ့စာနဲ့တော်တော်နီးစပ်လာပြီလို့ပြောရမှာပြောမှာတော့ရွာလေးတွေကိုမြင်လာရပြီဟုတ်ကဲ့ကျွန်တော်တို့အခုကဟုတ်ပြီထနော့ရွာထနော့ရွာကတောင်ပိုးလာရွာကိုထနော့ရွာရဲ့ပြင်ရင်ရွာဖြစ်အများကြီးစထားကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူအဲ့ရွာလေးကအရှေ့နောက်4မိုင်လောက်ခြေဝန်းပြီးတောင်မြောက်က9မိုင်ခန့်ပဲခြေဝန်းနေဒါပေမဲ့သူထနော့လူမျိုးတွေတီးသက်နေထိုင်တဲ့ရွာဖြစ်တယ်လို့ဆိုပါတယ်ဟိုးမှာလှမ်းမြင်နေရတဲ့ရွာလေးထင်တယ်ဘာလို့တောင်ပိုးလာလို့ခေါ်လဲဆိုတော့အရင်တော့ရွာရဲ့အနောက်တောင်ဘက်မှာလှပတဲ့တောင်ပိုးတစ်ခုရှိပြီးတော့တဲ့အဲ့တောင်ပိုးကအခုမှတော့သူတို့ကိုးကွယ်တဲ့ရွာဆောင်နဲ့မောင်နှမနှကွန်းထားရှိတဲ့နေရာဖြစ်ပါတယ်တဲ့အဲ့တောင်ပိုးကိုဆွဲပြုတ်ပြီးတောင်ပိုးလာလို့ခေါ်တာတဲ့ဘုန်းကြီးကျောင်းထဲမှာကအဲ့ဘွယ်ကျင်းပနေတာကြာကျွန်တော်တို့အခုဒါရွာလေးကနေပြီးတော့အဲ့ဘုန်းကြီးကျောင်းဘက်စီကိုသွားရမှာတောင်ပိုးလာသူကတောင်ပိုးလှနဲ့တဲ့တစ်ရွာလာအဲ့နှစ်ရွာကထနော့လူမျိုးတွေတီးသက်နေတဲ့ရွာအဖြစ်နာမည်ကျော်ပါတယ်သူကကျန်တဲ့နေရာတွေမှာကတော့ဒီပြန့်နှံ့နေထိုင်ကြတာတွေရှိပေမဲ့အခြားတိုင်းသားတွေနဲ့ရောနှောနေထိုင်ပြီးတော့ဒီတောင်ပိုးလှကတော့သူကထနော့တိုင်းသားတွေအဓိကတီးကြနေထိုင်တဲ့ရွာဖြစ်တယ်လို့ကျွန်တော်သိရပါတယ်ရွာပုံစံလေးကဒီလိုမျိုးလေးအင်ကြီးအများကြီးမရှိဘူးတိုးတော့အေဂျင့်နဲ့ရှင်းတယ်တေးကြတယ်ဘာလို့ဟိုးလမ်းမကြီးကနေပြီးတော့ဒီလောက်ကွာဝေးထိဝင်လာရတဲ့ကျွန်တော်တို့အားလုံးပေါင်းခက်မှန်းကြည့်ဆိုလို့ရှိရင်45မိနစ်နဲ့
45မိနစ်ကြော်လောက်မောင်းရတယ်ဗျဒီလမ်းက3ပုံ2ပုံလောက်ကတော့ကောင်းတယ်ဒီဘက်လမ်းတစ်ဝက်ကျတော့ကြောက်ချောလမ်းဖြစ်နေတဲ့အခါကျတော့လေဖြည်းဖြည်းချင်းမောင်းရတယ်အဲ့လောက်ဒေတာမှာရှိနေတဲ့တီးခြားရွာလေးတခုဒါကပွဲချင်းပါနေတဲ့ဘုံတော်ကြီးကျောင်းအခုကဘုံတော်ကြီးကျောင်းစီသွားမှာဗျကျွန်တော်လူမျိုးတွေကဘာသာရေးကိုင်းဆိုင်နေစိတ်နေစိတ်ဓာတ်ယူသားဖြူစင်နေတကြီးရွယ်အိုတွေအဆုံးအမကိုတသွေးမတိန်လိုက်နာကြတယ်လို့ကြားပူပါတယ်ဗျဒါကတော့ပွဲချင်းပါနေတဲ့ရွာပါပွဲချင်းပါနေတဲ့ဖုန်းတော်ကြီးကျောင်းဝင်းကိုရောက်ပြီโอเคအဲမှာကဖြော်ပြအစီအစဉ်နေစနေပြီကျွန်တော်တို့ကတော်တော်အခုကျွန်တော်ရောက်တဲ့ချိန်က2နာရီကျော်နေပြီ2နာရီကျော်နေပြီအဲ့ဒီဟိုမနေ့တည်းကထွက်တာပဲဟိုးဘက်တောင်ပိုးလာကိုကျွန်တော်တို့ပြောတဲ့တီချစ်ကတောင်ပိုးလာကိုရောက်သွားတာလည်းပဲအဲ့ဒါလည်းကျွန်တော်တို့ပထမအပိုင်းမှာမျှဝေပြီးဖြစ်ပါတယ်အခုကတော့ဒါအခုပွဲချင်းပါတဲ့တောင်ပိုးလာကိုအခုမှရောက်တာဒီနေရာမှာကျွန်တော်တို့ဘာပေါ့ကျေးဇူးတင်ရမယ့်သူတွေရှိပါတယ်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်လို့သွားဖို့ဘယ်အဲ့ဒီရွာကဘယ်နာမှမသိဘလို့ခဲဘလို့သွားမှမသိဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒါ online ပေါ်ကနေတက်ပြီးမေးတဲ့အခါကျတော့ကျွန်တော်တို့ကို2ယောက်လောက်အသေးချာပြောပြပေးခဲ့လို့အဲ့ဒါဒီကိုရောက်ဖြစ်တာပါဒါကတော့လက်ရှိအခုကျွန်တော်တိုင်းရင်းသူတွေကနေတဲ့အကဖြစ်ပါတယ်ဒါကျွန်တော်အကြောင်းကိုဆက်ဆိုထားတဲ့သင်းပြအခုနောက်ချင်းကလေဒါကတော့အဲ့ကြည့်ရှုနေကြတဲ့ဒီဘက်အကြောင်းအပေါ်မှာသူက2023မတ်လလောက်တည်းကတောင်ကြီးအေးသာရနောင်အင်ကြီးရွာမှာထနော်တွေ့ဆုံမဲ့ပြည်တော်ရေးကော်မတီစီဝေးလုပ်ပြီးတော့အဲ့ဒီမှာထနော်တိုင်းသားရိုးရဝစ်စုံထနော်တိုင်းသားအလံနဲ့ထနော်တိုင်းသားအမျိုးသားလေးတွေကိုအတီးပြုသတ်မှတ်နိုင်ခဲ့တာလို့သိရပါတယ်ဗျနေ့စဉ်တပေါင်းလာတဲ့10ရက်နေ့ကိုထနော်မျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ပြီးတော့2025မှာစပြီးကျင်းပဖို့စီစဉ်ခဲ့ကြတာပါဟိုးဘက်မှာတွေ့ရတဲ့ဟာကထနော်အိုးစီပါဗျထနော်အက4မျိုးလောက်ရှိတယ်လို့တော့သိရပါတယ်ဒါကတော့အဲ့ဒီကဒေတာကန်ကျွန်တော်တိုင်းရင်းသူတွေလို့ယူဆပါတယ်ဗျကျွန်တော်မှာကတော့တီးခြားဘာသာစကားရှိတယ်သို့တော့စာပေနဲ့ပတ်သက်လို့ကတော့အခုမှပြန်လည်ပြီးတော့ဖော်ထုတ်မွမ်းမံလှုပ်ဆောင်နေကြစေဖြစ်တယ်လို့သိရပါတယ်ဗျဝေယုံဝင်နေအောက်မှာဗျဒီဘက်ကလေဒါကဇက်စင်ရဲ့ဖြော်ပြရေးစင်မြင့်ပေါ့ဖြော်ပြရေးစင်မြင့်ရဲ့နောက်ဖက်ချမ်းဘေးဘက်ချမ်းပေါ့ဒီဘက်ဘေးဘက်ချမ်းထနော်တိုင်းသားအကြောင်းဆက်ဆိုထားတဲ့သချင်းမြတ်ဒီမှာကြည့်ဒီဝေယုံပင်းကြီးတွေကဒီပါလေဝဘိုးဝါတယ်လေဒီမှာကြည့်ဒီကလေးကအေးနေတာပဲအဲဝါရိတ်နေလေဒါအခုတန်တော့ဟိုကမီးဆက်တန်ကြမီးဆက်မောင်းထားတာဆိုလေစင်ကသူကဒီဝေယုံပင်းကြီးရဲ့ဒီလိုနားလေးမှာရှိနေတာဟိုမှာဖြော်ပြရေးစင်မြင့်
အခုဒါကခုနအမျိုးသမီးအကအဖွဲ့ပြီးသွားတဲ့အခါကျတော့အမျိုးသမီးအကအဖွဲ့ကိုဂုဏ်ပြုဆုငွေချီးမြှင့်တာဗျချင်းမြင့်ပြီးတော့သူကဒီလိုမျိုးပွဲတွေလုပ်တယ်ဆိုလို့ရှိရင်ဒီဘက်မှာကဟိုတိုင်းသားချင်းချင်းကအဖွဲတွေဖိတ်ပြီးတော့ဖျော်ဖြေကြလိမ့်ရှိတယ်ဥပမာဖြင့်ပအိုးကသူတို့ပွဲတစ်ခုကျင်းပလို့ရှိရင်လေအခုနထနောကိုဖိတ်မယ်ပြီးတော့လို့ရှိရင်တောင်ရိုးကိုဖိတ်မယ်ပြီးရင်ဒနုတိုင်းသားတွေဖိတ်မယ်အဲ့လိုမျိုးပဲကျန်တဲ့တိုင်းသားတွေကလည်းအဲ့လိုမျိုးဖိတ်ပြီးတော့ဖျော်ဖြေကြလိမ့်ရှိတယ်ဗျညီညွတ်ကြတဲ့ချစ်ခင်ကြတဲ့ delay တစ်ခုပေါ့အခုဒါဆိုလို့ရှိရင်ဒါပအိုးယဉ်ကျေးမှုအဖွဲ့ဖျော်ဖြေမဲ့အစီအစဉ်ဗျအခုကတော့ဒါကပိုးရင်ချင်းမှုဖွဲ့ကကမယ်ထနောတိုင်းရင်သူတိုင်းရင်သားတွေနဲ့ကျန်တဲ့တိုင်းသူတိုင်းသားတွေအားလုံးကဒါကြည့်ရှုမဲ့အစီအစဉ်ပေါ့ဒါထနောအိုးစီလေဒီဘက်မှာကထနောကလည်းသူ့အိုးစီရှိတယ်ပအိုးကလည်းအိုးစီရှိတယ်ရှမ်းကလည်းအိုးစီရှိတယ်ဒနုအိုးစီတောင်ရိုးအိုးစီတော့သူတိကျစီရှိတယ်ဗျဒီဘက်ဒေသမှာကတော့ရှမ်းပြည်တောင်ပိုင်းရဲ့မှာဒီအခုနကျွန်တော်တို့တောင်ကြီးနဲ့ဒီဘက်ကလောနဲ့ခြားထဲမှာတော့ပအိုးတိုင်းရင်းသားတွေကအရေးအတွက်အင်တန်များပြားတဲ့တိုင်းရင်းသားတွေညီညွတ်တဲ့တိုင်းရင်းသားတွေဖြစ်ပါတယ်ဗျအဲ့လိုပဲကျန်တဲ့တိုင်းရင်းသားတွေကလည်းစူးစီးညီညွတ်ကြတယ်ဥယျာဉ်အဖြစ်တော့ပအိုးတိုင်းရင်းသားတွေကပိုများတဲ့သဘောမျိုးတော့တွေ့ရတယ်ဗျအတိအကျအချက်လက်ကတော့ကျွန်တော်တို့တေချာတော့မလေ့လာဖြစ်သေးဘူးဗျဒါပအိုးတချင်းပအိုးတီလုံးနဲ့ပအိုးအကနဲ့ဒါကတော့ဒီခန္ဓာကိုတက်ရောက်ကြည့်ရှုနေကြတဲ့ဒေတာကန်တွေကိုအခြားဒေတာတွေကနေပြီးတော့လာရောက်ကြည့်ရှုအားပေးကြသူတွေရောဗျအဲ့လိုတန်ပြိုင်ပိုက်လေးတွေနားထောင်လို့ကောင်းနော်လွတ်လပ်ပြည့်ရွှင်ဒီမှာရှိတဲ့တိုင်းသားတွေအားလုံးကချစ်ခင်မှုကောင်းတယ်ဗျနှစ်လူစရာပဲယူသားတယ်ဖြူစင်တယ်ညီညွတ်တယ်သူ့တကူတော့ခဏပြချက်ကြည့်အောင်ဒါဘာကလည်းတော့မသိဘူးဗျာကျွန်တော်တိုင်းသားတွေကတောင်ကြီးမြို့နယ်အေးတရာမြို့နီးနောင်အင်းရွာမှာလည်းရှိတယ်ပြီးတော့လို့ရှိရင်ရှမ်းပြည်တောင်ပိုင်းကလောမြို့နယ်အတွင်းမှာဆိုလို့ရှိရင်တောင်ဘိုးလတစ်ဧတစ်ဖရက်ဦးထင်းယူကုန်းကြောက်စင်ချောင်းကြားပေါ်တုတ်ရွာတွေမှာရှိတယ်လို့သိရပါတယ်ပြီးတော့ရွာငံပင်တရရက်ဆောက်ပင်လောင်းညောင်ရွှေအင်းလေးကလောညောင်ရွှေအင်းလေးတွေမှာလည်းပြန်နေနေထိုင်တယ်လို့သိရပါတယ်ဒါကတော့ဘိုးတိုင်းသားတွေပြန်ပြီးတော့ဖြောပြခွဲဖြောပြမှုပြီးလို့ပြန်ဆင်းပြီဗျဒါကကြတော့အခုနောက်တော့ငါကပြဖြောပြသွားတယ်ပို့တိုင်းသားယဉ်ကျေးမှုအဖွဲ့ကိုဒီကျင်းပရေးကော်မတီကနေပြီးတော့ကွန်ပျူတာချင်းမြင့်တာဗျာခုနဟုတ်ကဲ့ဒါကတော့ထနော့တိုင်းရင်းသားတို့ရဲ့အကဖြစ်ပါတယ်ခုနဆက်ပြောရလို့ရှိရင်အဲ့ဒီ
ကလောထနော်တိုင်းသားတွေကကလောမှာဆိုလို့ရှိရင်ကြောက်ထက်တာမိုင်းခန်းလွယ်မောလွယ်အန်ငုံတုံပင်မီလေကြောင်းအောင်ပန်းဝါကြီးမြောင်ရှမ်းရွာနဲ့မြေကြားရွာပေါ်လမောစုဖန်းအင်းညောင်ပင်ခါရှိချောင်းနီပေါတရက်ပုငုံညောင်ကျိုးညောင်ကုန်းဟဲဟိုးဟဲကဲလက်ပံတို့မှာလည်းပြက်နှက်နေထိုင်တယ်လို့သိရပါတယ်တောင်ကြီးဘက်မှာတော့နောင်အင်တစ်ပင်ထောင်ရွာတင်းကုန်းရွာဗန်ပုံးရွာတွေမှာနေကြတယ်လို့သိရပါတယ်လူကြီးကသူတို့က1900တက်တုန်းက635ဦးပဲရှိတယ်ဗျ1985မှာတော့1659ဦးဖြစ်သွားပြီ2019စည်ရင်းရတော့လူကြီးက9000ရှိတယ်လို့သိရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်လို့သက်ဆိုင်ရာတောင်ရှိသူတွေရဲ့ပြောဆိုရေးသားမှုတွေနဲ့ဒီဘက်ကဒေသခံတွေရဲ့ရေးသားမှုတွေအရဆိုလို့ရှိရင်တော့အချို့ကနိုင်ငံသားကတည်းကသူတို့ကကုတ်လဲရပြီးသားအမည်လဲပေါက်ပြီးသားတိုင်းရင်းသားဖြစ်တယ်ဒါပေမဲ့ဖေးထနော့မေထနော့ပေမဲ့တခါလီမွေးလာတဲ့တိုင်းရင်းသားကဥမာဖြင့်ဒနုဖြင့်လည်းဖြစ်မယ်ဒါကြောင့်အခြားတိုင်းရင်းသားပေါ့တခုခုရဲ့နာမည်လည်းဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ဦးကြီးကတော့သူတို့ပြန်လဲစီစဉ်နေကြတယ်လို့သိရပါတယ်အဲ့ဒီပြင်ခုနောက်ပိုင်းမှာတော့ဒီထနော့တိုင်းမျိုးသားနေ့ကိုအခုဒါပထမဆုံးစပြီးကျင်းပနိုင်တယ်အဲ့ဒီပြင်စာပေယဉ်ကျေးမှုဒလိထုံးတန်းတွေလည်းပြန်လဲဖော်ထုတ်နေတယ်လို့သိရပါတယ်ဗျပြီးတော့သူတို့ကထနော့လူမျိုးတွေကသူတို့အချင်းချင်းကိုကနော်လို့ခေါ်တယ်လို့ဆိုပါရတာကျွန်တော်ဖတ်ဘူးတဲ့ဟာကိုပြန်မျှဝေတာပါထနော့ရဲ့စကားအရဆိုလို့ရှိရင်တော့ကနော်ဆိုတဲ့ဝါရကအေးစစ်စစ်နေတတ်တဲ့လူမျိုးလို့အတိတ်ပဲရပါတယ်သူတို့ဆိုရိုးစကားလေးတစ်ခုရှိပါတယ်သူတို့လေးလံထိုင်းမိုင်းကိုင်းရိုင်းလေးလံထိုင်းမိုင်းကိုင်းရှမ်းယူသည်မှတ်ပြီးထနော့လေးဆိုတဲ့ဆိုစကားလေးရှိတယ်လို့ပြောပါတယ်သူတို့ကတော့အင်မတန်ကိုအေးချမ်းချမ်းနေထိုင်ပြီးဘာသာရေးကိုင်းဆိုင်တဲ့လူမျိုးတွေဖြစ်တယ်လို့သိရပါတယ်သူတို့ရဲ့ဒီအယောင်လေးကနော်တော်တော်လှတယ်ဒီရွေးထားတဲ့အယောင်လေးကတိုင်းရင်သူတွေရဲ့အယောင်ဝတ်ထားတဲ့အယောင်လေးကအခုလိုမျိုးခုနလိုလိုက်နေနေဆိုလို့ရှိရင်လေပြီးတော့ကျွန်တော်တို့ဒီထနော့တိုင်းရင်သားတွေကတော့ဒီလိုခဲရောင်ဝတ်စုံလေးနဲ့အတော်များများတွေ့ရတယ်ဗျဟိုရှေ့တုန်းကတော့သူကတီချောင်ဝတ်စုံတွေရှိတယ်လို့ပြောတယ်ဒါပေမဲ့လူကြီးကနေပါတဲ့အခါကျတော့လက်ဆင့်ကမ်းတည်ယူမှုမှာအတန်ငယ်အားနည်းမှုလေးရှိတဲ့အခါကျတော့ရှေ့တုန်းကဝတ်စုံရဲ့ပုံစံကိုတော့တီချာမသိနိုင်ကြတော့ဘူးလို့ဆိုပါတယ်ဗျကျွန်တော်ဒါနဲ့ပတ်သက်လို့လည်းဒီအခုကတော့ဒါကျွန်တော်တို့ကဒီပွဲကိုပြရင်းနဲ့အကြောင်းအရာအချို့ကိုမျှဝေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့လေ့လာထားတဲ့အကြောင်းအရာတွေကိုစူးစီးပြီးတော့ထနော့လူမျိုးအကြောင်းတစ်စိစောင်းဆိုပြီးတီးကြကိုကျွန်တော်တို့တအုပ်တီရှော့မှာတော့ကျွန်တော်တို့အဲ့ဒါကိုမျှဝေထားပါတယ်ဗျလက်တိုင်းကပါတယ်ဓာတ်တိုင်းကပါတယ်ဒါတိုင်းဖြစ်သွားရင်ဆိုင်တိုင်းတွေပဲသာကြည့်မလို့
လဲ 2000ရှင်းတရား2000ဖြစ် ခဏလေးဘယ်လိုရောင်းလဲ ဒီကောင်ဘုတ်သုံးချောတယ် 2000မို့3ကြောင်း3ကြောင်းလားနည်းနည်းဒီကဘယ်လိုရအောင် 2000ဘုတ်ရတယ် ဒါကပါလေ အမှန်ကိုပြီးချက်စားကြည့်လို့ရပေါင်းထားပြီးရုပ်ဒီကောင်လား နည်းနည်းဘေးမှာပဲပုံလိုက်ဒါပါလေ ရပြီစိတ်ဒီပါစားကြည့်လို့ရ နှစ်မျိုးတစ်ထောင်ဖို့ရတာ ဟုတ်တယ်လား ရောတယ်ရဒါပါလေ ရတည်ပါတည်ဘာမှလာတော့ ဟုတ်ကဲ့အခုကျွန်တော်တို့ထဲမှာတော့တော်တော်လေးလက်ပတ်ကြည့်ရှုပြီးသွားပြီဒါကတော့ဒီကျောင်းဝင်းကြီးဗျဟိုမှာကအခုနဖြုတ်ပြီးနေခဏလုပ်နေတဲ့နေရာလေးဒါဖုန်းတော်ကြီးကျောင်းဝင်းထဲမှာဟိုးတောင်ပေါ်မှာလဲဇီလေးဆူရှိတယ်ဗျဟိုးမှာဒါကခုနတုန်းကထနော့တိုင်းရင်းသားတွေဖြုတ်ပြီးခဲ့တဲ့တိုင်းရင်းသားတွေဖြစ်မှာဗျဒီထနော့တိုင်းရင်းသူတွေကအရင်မောင်းတော့စေနေလို့ပြောရမှာနော်အရင်မောင်းတူတူနဲ့အဲ့လိုမျိုးကျွန်တော်တို့ကနေခဏအစီအစဉ်အဆောက်တော့မမိလိုက်ဘူးဗျဆက်စချင်းကတော့ခုနကလိုစုပေးပွဲတွေအားပြီးတော့မေကွန်ပြောဆိုမှုတွေရှင်းလင်းချက်တွေပြီးတော့လို့ရှိရင်သူကဒီအဲ့လိုအစီအစဉ်လေးတွေနဲ့စနစ်ချလုပ်ခဲ့တာလို့ပြောတယ်ကျွန်တော်တို့ကအဲ့ဒီအချိန်ကမှားပြီးတော့ဟိုးဘက်တရွာကိုရောက်နေလို့အဲ့ဒါနဲ့ဒီကိုတော့ကျွန်တော်တို့နောက်ကြမှာပဲရောက်တယ်ဗျတွတ်တော်လေရေဘူးအေးတာရှိတယ်ရေတံမှုအေးတာရှိတယ်တတ်သူဈေးရှောင်းနေကြတဲ့လူလေးတွေလည်းတတ်သူထိုက်တဲ့လူရှိတယ်ဗျဒီဘက်ဒီမှာတော့ပွဲလေးရှိရဆိုဈေးတွေကတတ်သူရှိလာပဲနိုင်ငံမှာလက်ရှိအချိန်မှာလူကြီး9000နဲ့ရှိတယ်ဆိုတော့ထနော့တိုင်းရင်းသားတွေကပထမဆုံးမျိုးသားနေ့ကိုကျွန်တော်တို့မတန်းတင်ခွင့်ရတဲ့အတွက်ကောအခုလိုပြန်လည်မျှဝေခွင့်ရတဲ့အတွက်ကောတကယ်ကိုကျွန်တော်တို့ခြေနဲ့အားရဖြစ်ကြပါတယ်အခုကျွန်တော်တို့2နာရီခွဲကျော်3နာရီဝန်းကျင်ဖြစ်သွားပါပြီမနက်စာမစားသေးပါဘူးရှေ့မှာလမ်းမနေတာနဲ့အခုဒီကိုပြန်လာတာနဲ့ဆိုတော့ပြီးတော့ပါပဲဒါကတော့ဒါတိုင်းသူနဲ့တိုင်းသားနဲ့ပူတွဲအကလေးဗျနှစ်လိုဝယ်ကောင်းတဲ့တိုင်းရင်းသားတွေပါ။နိုင်ငံမှာရှားပါတဲ့တိုင်းရင်းသားလည်းဖြစ်တဲ့ဒါသူတို့ရဲ့စာပေဓလေ့ညီကျေးမှုတွေပုံမှုပြီးတော့ခြေပြန့်လာဖို့မျှော်လင့်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အခုပြန်ပြီးထွက်တော့မယ်ဗျ။ဒါသူတို့အခမ်းအနားကတော့ဘယ်အချိန်ထိရှိမလဲမသိဘူးကျွန်တော်တို့အခုဒါလက်တလောကျွန်တော်တို့တွေ့မြင်ရတဲ့မြင်ကွင်းလေးတွေကိုကျွန်တော်တို့မျှဝေနိုင်ခဲ့ပြီဖြစ်တဲ့အတွက်ပြန်ပြီးတော့ထွက်တော့မယ်ဗျ။ဒါသူတို့ကစုရထားတဲ့ဟိုလေးတွေဖြစ်မယ်ဗျဒီကနေပြီးတော့ကျွန်တော်တို့ဟိုးပြည်အောင်စုလမ်းမကြီးပေါ်ရောက်အောင်ပြန်တက်ရမှာပေါ့ဆိုဒီကနေ45မိနစ်ဝန်းကျင်လောက်ပြန်သွားရမှာလာကြတယ်ဗျဒီမှာသူဒီဘက်ဒေတာတွေကဖိတ်တာတွေရောဒါကျွန်တော်တို့အခုတောင်ပိုးလာရွာလေးတွေကနေဖြတ်ပြီးတော့ပြန်ပြီးထွက်သွားဒါဒီကိုလာတဲ့ပွဲကိုလာတဲ့ကားတွေဗျကားတွေအတွက်ကားရန်နာခွင့်လေးလုပ်ပေးထားတာဒီဘက်မှာ
ကျွန်တော်တို့ပြန်ထွက်ရင်းနဲ့ဒီမှာကျေးဇူးတင်စကားပြောစရာရှိပါတယ်ခုနပြောခဲ့သလိုပဲကျွန်တော်တို့လမ်းမှာပြီးဟိုဘက်ကိုရောက်သွားတယ်ရောက်တော့ကျွန်တော် online ပေါ်ကနေလိုက်ပြီးတော့ဟာအတင်းလိုက်မေးရမြဲတဲ့ခါကျတော့ကျွန်တော်တို့ကိုကိုညီဖြေချပြီးတဲ့ဒေါ်တီဗီဆိုတဲ့အကောင့်ရယ်မြန်နိုး Twitter ဆိုတဲ့အကောင့်ရယ်ရွှေနဒီဆိုတဲ့အကောင့်ရယ်မက်ခိုင်ရင်မဆိုတဲ့အကောင့်ရယ်ကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့ဒီဟာကိုဒီတိုင်းထနော့တိုင်းသားတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ပြီးခဲ့တဲ့ဟဲဟိုရှင်ပြူတစ်ခုမှစပြီးတွေ့ခဲ့တာတွေ့တော့ဗာတိုင်းသူတိုင်းသားမှမသိလိုက်ဘူးအဲ့မှာမက်ခိုင်ရင်မတင်တယ်သူကနေပြီးတော့ဒါကျွန်တော်တို့ comment ကနေပြီးတော့ဒါထနော့တိုင်းသားဆိုတော့အဲ့တော့မှကျွန်တော်တို့ငုံတုံစီတော့သွားတော့ဟာဒီထနော့တိုင်းသားတွေအကြောင်းကိုကြားဘူးတာဟုတ်ဒါပြီးခဲ့တဲ့နှစ်ကသွားတာအဲ့တုန်းကကြားတာကြားရင်ကျွန်တော်အဲ့တုန်းကတော့တေချာမကြည့်ပြလိုက်ဘူးအခုလဲကြောင်အကြောင်းသားတိုက်ဆိုင်တယ်ဒီကျွန်တော်တိုင်းသားတွေပထမဆုံးမျိုးသားနေလဲဖြစ်တယ်ဆိုတဲ့အခါကျတော့ဒါလေးအားဝတ္တနဲ့ကျွန်တော်ဒီဘက်ကိုလာပြီးတော့မှတ်တမ်းတွေမျှဝေပြထားပါဗျလမ်းလေးတို့ကြည့်ကဲဟိုးအဲ့လိုလမ်းမျိုးတွေကနေလာသွားတာဗျအခုဆိုရင်ဒါကျွန်တော်တို့ဒါချောင်းနေလမ်းမှာပြန်ရောက်သွားပြီပေါ့နောက်သွားပြီးတော့ကျွန်တော်တို့ပြောင်းစုလမ်းမှာပြန်တက်မယ်ဟုတ်ကဲ့ကျွန်တော်တို့မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျအခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ